မေတ္တာတော့မှာမေတ္တာပွားဖို့ဘုရားတိုက်တွန်းတဲ့စကားလေးမာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေကလေးတယောက်တည်းထွန်းကားတဲ့မိခင်ဟာအသက်ပေးပြီးတော့တူရီသောရင်သွေးကိုစောင့်ရှောက်တယ်လို့ဧဝံပိတဗ္ဗပုတေတုမာနတံဘာဝယေအပရိမာဏအဲ့ဒီမိခင်ရဲ့မေတ္တာလိုပဲတရားတွေအလုံးပေါ်မှာမေတ္တာစိတ်ဖြစ်အောင်လုပ်ပါအတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာစိတ်ဖြစ်အောင်ဒါကျင့်စဉ်တစ်ခုပြောတာပဲလေနော်ရွေးရုံနဲ့မဟုတ်ဘူးကျင့်စဉ်တစ်ခုပြောတာကျင့်မုံကျင့်နည်းကိုလည်းပြောတယ်မြတ်စွာဘုရားမေတ္တာတရားနဲ့ပတ်သက်တိဋ္ဌံစရဏနိသိနောဝတယာနောယာဝတ္တဝိတမိတ်တော်မအိရှင်တဲ့သေးသမျှကာလပတ်လုံးတိဋ္ဌံဆိုတာမတရနေတဲ့အခါဖြစ်စေစရံလမ်းလျှောက်နေတဲ့အခါဖြစ်စေနိသိဏထိုင်းနေတဲ့အခါပဲဖြစ်စေတရားနာအဲ့ရထဲမှာလျှောင်းဆက်နေတဲ့အခါပဲဖြစ်စေတဲ့ဧတံတတိအဋိဋ္ဌိယမေတ္တာတတိကိုခိုင်ခိုင်မာမာတည်ဆောက်ထားပါမေတ္တာပို့နေပါလို့ပြောအနေကင်းအောင်လို့တွန်းပေးတယ်ရွှေယုံနေမဟုတ်ဘူးကြည့်ဒီမှာရွတ်လို့ပါတာမပါဘူးမေတ္တာတတိကိုတည်ဆောက်ပါတဲ့ဧတံတတိအဋိဋ္ဌိယဗြဟ္မမေတ္တံဝိဟာရမိတ္တမှာဒီသာသနာတော်မှာမေတ္တာပို့နေတာဟာမြတ်သောနေထိုင်ခြင်းလို့ခေါ်ပါတယ်တဲ့ဗြဟ္မဝိဟာရလို့ခေါ်ပါတယ်။ဒါပေမဲ့ဓမ္မမြတ်စွာဘုရားရဲ့တရားတော်တွေကလက်တွေ့ကျdaily life မှာကိုယ့်ရဲ့နေ့စဉ်ဘဝလက်တွေ့အသုံးချနိုင်ရလောကလူတွေကနေ့စဉ်အစာစားပြီးတော့ခန္ဓာကိုယ်မှာအားဖြစ်နေကြအသက်ရှင်နေကြဘုရားတရားတော်တွေလည်းနေ့စဉ်အသုံးချပြီးလိုက်နာကျင့်သုံးနေမယ်ဆိုလို့စံတတိတွေရနေမှာပဲမရတာဘာဖြစ်လို့မလုပ်လို့မရတာမလုပ်လို့မရစနစ်တကျလုပ်ရင်အောင်မြင်စနစ်တကျလုပ်ဖို့တော့လိုအပ်တာပေါ့ဖယ်ကိစ္စ